ချစ်ပေါ်တို့ရေဒီတစ်ပတ်လဲတနင်္လာပိတ်ရက်ရှိပါတယ်နော်ပိတ်ရက်ပြီး9ရက်အတွင်း9316အပူးပါအခွေဆိုတာကပြီးခဲ့တဲ့နှစ်ပတ်ကကြာတာပရိပိတ်ရက်ပြီးတော့တရက်ထွက်တယ်တနင်္လာပြီးခဲ့တဲ့အပတ်ကတနင်္လာတရက်ပိတ်ပြီးတော့4ရက်ထွက်ထားတယ်အဲ့ဒီချိန်မှာ9ရက်ထွက်ပြီးကြတော့9316အခွေအပူးပါမထွက်သေးပါဘူးနော်ဒီတစ်ပတ်4ရက်ထွက်တာနဲ့ဆိုရင်9ရက်ပြီးတဲ့အတွက်4ရက်နဲ့9ရက်ကွက်တိပါပဲ9ရက်ဆွေးရှီမှာတရက်9လ2020ရရှာထားတဲ့အပင်လေးက9ရက်10ရက်9ရက်မှာတစ်ချိန်စီပဲကြာထားပြီး6ရက်အတွင်းအကျများပါတယ်9316ကို6ရက်အတွင်းဟာတနင်္လာဆိုပြည့်ပါပြီเนาะစီရတော့9316ပူးပါခွေကိုထိုင်မွေးပါမယ်ပြီးခဲ့တဲ့အပတ်ထဲကပြထားတာ9နှစ်99နှစ်ဆိုတာက84ကြာပြီးတိုင်း26ရက်အတွင်းကြာထားတဲ့အပင်ပါကလင်ဒါမှာပြန်စစ်ကြည့်လို့ရပါတယ်ရက်20အတွင်းကိုအကျများပါတယ်အဲ့ဒီအတွက်ဒီတစ်ပတ်ကို14ရက်အထိလို့ပြီးခဲ့တဲ့အပတ်ကတင်ထားတာပါအဲ့ဒီနှစ်ပင်လေးကိုမွေးပါမယ်ထွက်ပြီးရင်တော့စီရနားပါမယ်နော်ဒီတစ်ပတ်ထွက်ရမယ့်ဘရိတ်က6တစ်ဘရိတ်ပါတစ်ချိန်4-9ဘရိတ်တစ်ချိန်မှာတောက်ကြတစ်နောက်ပိတ်ကြပြီးတိုင်းအပူးသုံးမဟုတ်နှက်ခတ်ကြပါတယ်အပူးကြတာများပါတယ်တခါတလေပါဝါကြတယ်ဒါပေမဲ့ပါဝါကြပေမဲ့အပူးသုံးမဟုတ်နှက်ခတ်ကတစ်ချိန်ထပ်ပေးပါတယ်နော်အပူးသုံးမဟုတ်နှက်ခတ်ကတပတ်ကို2ကြိမ်လောက်စီကိုပေးနေတာပါဒါကြောင့်မို့လို့9316ပူးပါအခွေကိုအပူးလေးတွေကိုပို့ထိုးစေချင်ပါတယ်ဒီတပတ်လက်တွက်ခွင်ရဆိုရင်တနင်္လာမနက်ကိုနှစ်ကြိုက်ပြီးတော့တနင်္လာညနေကိုဒီ9316အပူးပါအခွေကိုတော်တော်လေးကြိုက်ပါတယ်9316ပူးပါအခွေကိုတနင်္လာညနေမှာပို့ပြီးထိုးပါမယ်နော်ဒီမွေးကနက်၄ခွက်ကတော့ပြက်ပင်မရှိသေးပါဘူးပြက်ပင်နှစ်ခုလုံးပြက်ပင်မရှိတဲ့အတွက်မွေးပါမယ်နော်ဆွရတော့ဒီနှစ်ခုမွေးပြီးလို့ထွက်ပြီးရင်နားပါမယ်ထပ်လိုက်ရင်ကန်ဆိုတာအများတမ်းမကောင်းတဲ့အတွက်ကန်မပေးပါဘူးနော်